ပေါ့ကွယ်ဆိုတဲ့သဘောတရားတော့အဲ့ချိန်မှာဒီစင်းစစ်ဘက်ကပြောလိုက်တဲ့စကားလုံးလဲဟိုထဲမှာနားမရောက်ဘူးမြင်ရတဲ့ကကျတော့ကောင်းကောင်းပြောနေတာလဲလိုက်မပြင်းတာတွေတခါကျစင်းစစ်ကလည်းစင်းစစ်ထဲမှာလည်းရှိတာပဲဘာမှမတတ်ဘဲနဲ့လဲဟာလုပ်နေတဲ့လူတွေအဲ့လိုမျိုးတွေကအများကြီးပဲအဲ့လိုဖြစ်တဲ့ကမှာဘယ်လိုပြောမယ်ဟိုလူတယောက်ကြောက်ပေါ့နော်အဲ့လိုမျိုးကိုကြုံလိုက်ရတဲ့လူတယောက်ကြောက်လဲစင်းစစ်ကိုမုန်းနေတာတွေလည်းရှိနိုင်တယ်ဟုတ်တယ်မလားတကယ်တော့စင်းစစ်ဆိုလဲသူဝန်ထမ်းတယောက်ပဲဘာမှမဟုတ်ဘူးသူ့လို့သူလုပ်နေတာအဲ့တော့ကိုကအဲ့လိုမှတ်ထားမယ်ကိုစီစင်းစစ်လိုက် तू မေးလို့ရှိရင် तू နားမလဲလို့မေးတာငါရှင်းပြလိုက်မယ်ပြီးပြီအဲ့ဒါကဘာရှင်းပြမဲ့တာဝန်တည်သူများပတ်စံကိုကြိုက်သုံးနေတာပြည်သူလူထုကပေးထားတဲ့ပတ်စံကိုကြိုက်သုံးနေလို့ဒီ government step တွေအနေနဲ့ကလည်း responsibility အကောင့်နဲ့ရှိတယ်ဒါကြောင့်မို့လို့ရှင်းပြရမယ့်တာဝန်ရှိတယ်ရှင်းပြပါစင်းစစ်ကိုစင်းစစ်ကမေးတယ်ဆိုတော့လည်းရစ်ပြီးမေးတာမဟုတ်ဘူးစင်းစစ်က auditor နော်ဒီစီးစစ်စေချင်းကိုလုတ်တဲ့လူကိုအကြမ်းမြင်အပြည့်တော့ auditor လို့ခေါ်တယ်အဲလာမယ်နောက်မှာ external auditor တို့ internal auditor တို့ဒါမျိုးကဖြည်းဖြည်းချင်းခွဲလာမှာပေါ့ဆက်စချင်းမှာအများကြီးမခွဲနဲ့အောင်နောက်ကဘာလဲဆိုရင် statutory audit ဆိုတဲ့စကားလုံးပြောမယ်နော်အဲ့တော့ statutory audit ဆိုတာကတို့ကဒီနေရာမှာဘာကိုပြောချင်တာလဲဆိုတဲ့အခါကြလို့ရှိရင်ဒီမှာ audit ကြောင်းသိပြီနော် audit ဆိုတာစင်းစစ်စေးချင်းဘယ်ချိန်မှာလုပ်ရလဲဆိုလို့ရှိရင်တို့ရဲ့ဒီ theory ရဆိုရင်ပေါ့နော်ဒီ ISA ပေါ့ International Standard of Audit အရာပြောနေတာအဲ့တော့အဲ့ဒီအရာပြောရမယ်ဆိုရင်တို့ဒီowner နဲ့ management နဲ့မတူတဲ့အချိန်မှာစီးစစ်တယ်အဲ့တော့ government ဘက်ကလူကတော့အစ်စ်ကိုစစ်ခံရမယ်ဒါဒီအများပြည်သူလူထုရဲ့ပတ်စံကိုကြိုက်တွယ်သုံးစွဲနေလို့အလွယ်အဆုံးပြောလိုက်မယ်အိမ်မှာကို့အမေကကို့ပတ်စံ10သိန်းပေးလိုက်တယ်ရော့ဒီဟာတော့ပဲပေးလို့သူကပြောတယ်ပြန်လာရင်ကွာဘာလို့ရလဲဘောက်ချာနဲ့တကွာပြန်မရှင်းပြရဘူးလားဒီမှာဒီဟာကတော့အမေပေးလိုက်တဲ့ပတ်စံ10သိန်းမှာဘယ်လောက်ကတော့ဝယ်ခဲ့ပြီးအဲ့ဒီအတွက်ဒီဟာတော့ဒီပစ္စည်းမရလို့ဒီလိုလေးတော့ဝယ်ခဲ့တယ်အဲ့ဒါမျိုးလေးတွေပေါ့ဒါကိုပြန်လဲရှင်းလင်းတင်ပြမယ်တာဝန်ဒီငွေကိုကြိုက်လိုက်တဲ့လူမှာတာဝန်ရှိတယ်အဲ့တော့ audit မှာပတ်သက်ရမယ့်လူဒီ3ယောက်ရှိတယ်ပိုင်ရှင်ရှိမယ်ပြီးလို့ရှိရင်ပုံမှန်ရှိမယ်နော်ပြီးတဲ့အခါကျလို့ရှိရင်အတန်လေးတွေပိတ်ပေးထားနော်အခုမှစဝင်လာတဲ့လူတွေကလေအဲ့လိုမျိုးအတန်ကလေရုတ်တရက်ကြီးကိုကဖွင့်လိုက်တာမဟုတ်ဘူးတခါကျလိုင်းကျသွားလဲအတန်အော်တိုပွင့်လာတာနော်တခါကျတအားကြီးရတယ်စာတင်တဲ့အချိန်မှာဆရာမအတင်းပြောတာဟိုဘက်ကနေသိလားဒါကတော့ဒီအတန်းတွေကဒီအတန်းကပတ်ဝန်းကလေးဆရာမစာမေးတယ်အမြဲတမ်းအတန်းတစ်ခုပြီးတိုင်းမှာ chapter တစ်ခုပြီးတိုင်းမှာစာမေးတဲ့အခါကျတော့သူကလည်းနည်းစိတ်ဆိုးနေဖြစ်မှာပေါ့နော်အဲ့မှာဆရာမကကိုယ့်အချိန်9နာရီခွဲဆို9နာရီခွဲဆိုရင်စတင်တာမအားရင်လည်းမသိဘူးအဲ့နေဘူးနော်အဲ့ကကျတော့ဒီလိုမျိုးကွက်တီဝင်တော့သူကဘာပြောလဲဆိုတော့အဲ့မှာဒီ speaker ပွက်လာတာအဲ့ချိန်မှာအတန်းကနော်စတင်နေပြီ။ तू ကမသိဘူးအဲ့ချိန်မှာ तू က तू မကြောက်ဖြစ်မှာပေါ့။ဒီဆီယာမဆိုတာကလည်းဘယ်တော့မှနောက်မကြဘူးတဲ့။ तू ကတဲ့တင်မယ်ဆိုတာကြီးပဲတဲ့9နာရီခုမှ9နာရီထိုးတာလေအဲ့ဒီချိန်ကအတန်း9နာရီ9နာရီတင်တာညနေ။အော်9နာရီထိုးပြီဆိုတာနဲ့တင်မယ်ဆိုတာကြီးပြီးရင်စားတယ်မေးလိုက်တာဆိုတာမှလည်းပြောမနေနဲ့။ဘက်ကနေဟဲနေပါဘယ်သူတွေကငါအတင်းပြောနေလဲ။တကယ်တော့မြင်နေအဲ့ဒီ speaker ပွင့်တာ तू ထိတ်ဆိုးရောက်လာတာ speaker ပွင့်တဲ့လူက။အဲ့တော့ဟေးမမလည်းငါ့ကိုအတင်းပြောနေလူပြန်ပြောပါဦးခုနဟာပြီးတော့ပထမတော့စိတ်ဆိုးသလိုဖြစ်မယ်နော်ပြန်တူးချအေးဟုတ်တော့လေဟုတ်တာပဲငါလည်း तू ပြောသလိုလုပ်နေတာပဲပေါ့ဟုတ်တယ်မလား तू ခမရလည်းပြင်မနေမှာပေါ့ OD ကပြန်လာတဲ့ခါကျတော့လေအဲ့ဒါတို့စီးရင်ဝပဲအတင်းပြောတာသိလားအဲ့တော့သူကလည်းပြန်ပြောပါလေနောက်ကြတဲ့ခါကျတော့အဲ့တော့အတင်းပြောတာမဟုတ်ဘူးသူတို့ဟိုဘက်ကသူ့တငယ်ချင်းကိုလှမ်းပြောတာအဲ့လည်းတခါကြလဲရည်ရတယ်ဟိုရီးစားအကြောင်းတွေပါလားမသိဘူးပြောတဲ့အချိန်မှာဆီယာမကလေတတ်ကိုမပိတ်ပဲနဲ့နားထောင်တယ်ဘာတွေပြောနေမလဲဆိုပြီးတော့အမှအခုကဇုံးရဖွင့်ထားတယ်ဇုံးရဖွင့်ထားတာ15မိနစ်လောက်ကြိုဖွင့်တယ်ဒီနေ့ကတော့နည်းနည်းစောစောဖွင့်လိုက်တာနောက်ပိုင်းကျရင်15မိနစ်လောက်ပဲဖွင့်မှာနော်အဲ့တော့15မိနစ်လောက်ကြိုဖွင့်လာချိန်မှာလေဘေးတယောက်ကိုပြောနေတာဖြစ်မှာပေါ့အဲ့အတန်တွေသိလားအဲ့တော့ငါလည်းကောင်းကောင်းနဲ့နားထောင်နေလိုက်တယ်ပြီးရောတစ်ခါကြတော့လေဟိုကိုရီးယားပတ်ဝန်းကျင်မှာအဲ့လိုမျိုးမကြားဘူးလေအဲ့ခါကျတော့ဟိုဘာပြောအသစ်ဆန်လေးကြားရတာပေါ့ဟဲ့ဟုတ်တယ်နော်အဲ့တော့နေတို့ရဲ့အသစ်ဆန်လေးပေါ်လာအောင်မယ်နော်အဲ့ဒါစပီကာတွေဖွင့်ပြီးတော့ဟိုဆရာမဟိုမဖြစ်သေးဘူးအဲ့မှာအတန်တွေဟိုနဲ့ဆိုဆရာမပြန်မပြောဘူးစာတင်တဲ့ချိန်လောက်ပဲပြောမှကြံတဲ့ချိန်ဆိုပြောနေပါစေမှလှုပ်ပေးထားလိုက်တယ်နေပါစေပြောနေပါစေကြံတဲ့လူတွေလည်းရီလို့ပေါ့သိမလားအေးအဲ့လိုမျိုးတွေလည်းဟိုဖြစ်တာပေါ့နော်ကြုံရတာပေါ့ဒါတွေလည်းစာတင်ရင်းနဲ့နော်အဲ့ဒါတွေကဆရာမတော့အဲ့လိုမျိုးစိတ်တော့ဟိုအမျိုးတော့မရှိပါဘူးဒါပေမဲ့ဟိုစီကံတစ်ခုရသတ်မှတ်ထားတာတစ်ခုပဲရှိတာပါနော်အဲ့တော့နောက်တစ်ခုက audit အကြောင်းနားလည်ပြီနော် audit ဆိုတာပျော်လို့လာလောက်တာတော့မဟုတ်ဘူး audit ဆိုတာဒီဘယ်လိုအချိန်ဒီမှာလုပ်လဲဆိုလို့ရှိရင်ဒီ organization ဒီ business ကိုဟုတ်တယ်မလားဒါအပြင်စီးပွားရေးလုပ်ငန်းကုမ္ပဏီဆိုရင်ဒီ business တစ်ခုမှာပိုင်ရှင်ရှိတယ်အဲ့ဒီပိုင်ရှင်ရဲ့ကိုစားဆောင်ရွက်ပေးနေတဲ့လူရှိတယ်အဲ့ဒီလူတွေရဲ့အဲ့ဒီလူတွေရောက်မတူဘူးဆိုရင် audit ကလုပ်ရမယ်နော်အဲ့လိုလုပ်တဲ့ခါမှာဘသူကအစစ်ခံမယ်ဆိုခုနကပိုင်ရှင်ရဲ့ကိုစားယူပြီးတော့သုံးနေတဲ့ management ကကင်တွယ်သုံးစွဲနေတဲ့လူကအပြင်ကလာတဲ့ auditor ကိုစစ်တာကိုသူခံရမယ် auditor ကပြီးရင်အဲ့ management report ပေးစရာမလိုဘူးဘယ်သူစီပေးရမလဲဆိုလို့ရှိရင် shareholder ခုနကပို
ပိုက်ရှိစီကို report ပေးရတယ်ဒါအကြမ်းမြင်လေးဒါဆို audit ဘာကြောင့်လုပ်ရတယ်လဲဆိုတာသိပြီနော်အဲ့တော့တို့ကတော့ပျော်လို့တော့မလုပ်ပေမဲ့အကိုကတော့ဘာလဲဆို company law ရလောက်တာပါအဲ့တော့တနည်းအားဖြင့်ဘာလဲဆိုရှင် external auditor လို့ခေါ်ပါတယ်အခုနောက်ပိုင်းမှာ2018ရဲ့နောက်ပိုင်းနေစပြီးတော့ company act လို့မသုံးတော့ဘူး company law လို့ပဲသုံးတယ်စာအုပ်တွေမှာပါခဲ့တယ်ဆိုရင်လည်းဘာတစ်ခုမှ act လို့မသုံးတော့ဘူးတကယ်တော့ act နဲ့ law အတူတူပဲသူကသူပြောင်းထားလို့တာအဲ့လိုမျိုးဒါပေမဲ့ကိုကအတူတူပဲငါဒီလိုရေးတယ်လို့မရဘူးစားဒီလိုဖြစ်သွားတယ်ဒီလိုလိုက်ပြောင်းရမှာခင်းနဲ့ညီလိုက်ပြောင်းရမှာနော်အဲ့တော့ခင်းနဲ့ညီပြောင်းနိုင်ဖို့တဲ့တို့ဒီ CPA တောက်ဖြစ်သွားခဲ့ရင်အမြဲတမ်းကိုယ့်ကိုယ် update ဖြစ်အောင်လုပ်ရတယ်နော်အဲ့တော့ဒီမှာ audit နဲ့ခုတွေ့မှာပေါ့ statutory audit နဲ့ voluntary audit စကလုံးအသက်ကလေးတွေပေါ့ဟဲ့ဒီနေ့မှာတော့စကလုံးလေးတွေနဲ့ပဲနည်းနည်းမိတ်ဆက်ပြီးတော့ဒီ audit ရဲ့အကြောင်းလေးကိုခေါင်းထဲရောက်သွားအောင်ဖြည်းဖြည်းချင်းပြောတာနော်အဲ့တော့အဲ့လိုပြောနေတဲ့ကာလမှာ note slide ရေးတိုက်ရတယ်နော်အဲ့ဒါကအဲ့လိုလိုက်ရေးထားတဲ့အခါမှာဘာပဲပြောပြောနောက်ပိုင်းကိုနားမလည်တဲ့ခါကြလို့ရှိရင်လည်းပြန်ဖတ်လို့ရတာပေါ့နော်အဲ့တော့ဆရာမကဒီစကလုံးတစ်လုံးမှာပြောသွားတာဒီစကလုံးနှလုံးမှာအကြာကြီးပဲတော့ပြောတာနော်နောက်ကကျတော့နောက်က statutory audit ဒီလိုမျိုးဆိုစလုံးပေါင်းမှာကြက်ထားမယ်စလုံးပေါင်းလေးတွေနဲ့သူ့ရဲ့အဓိပ္ပာယ်လေးတွေကိုဆရာမရှင်းပြတာကိုသဘောပေါက်သလားသဘောမပေါက်ရင်ဒီဗီဒီယိုဖိုင်နောက်တစ်ခေါက်နားထောင်နောက်တစ်ခေါက်နားထောင်ပြီးတော့နောက်တစ်ခါထပ်ကြည့်မယ်နော်အဲ့တော့ statutory audit ဆိုတာက audit မှာ2မျိုးပေါ့နော်အဲ့တော့ voluntary audit yes statutory audit statutory audit ကမဖြစ်မနေခုနပြောသလို owner နဲ့ management ကမတူလို့သူဒီ company ဥပဒေအရ audit လုပ်ကိုလုပ်ရမယ်အဲ့ဒီ audit ကိုသွားစစ်တဲ့လူကို external auditor လို့ခေါ်တယ်အခုလက်ရှိကြားဖို့မှာပေါ့ audit firm တွေနော်။within an associates တို့နော်နာမည်ကြီးတွေပေါ့။ပြီးတဲ့အခါကျ the rights တို့ဒီလိုမျိုးaudit firm တွေအများကြီးပါပဲ။ဒါက CPA တွေပဲအကုန်လုံးနော်။သူတို့ ACCA ဆက်တက်တာပဲရှိတာ။သူတို့ဒီလက်မှတ်ထိုးနေတာဒီဘယ်ပေါ်မှာမူတည်ပြီးလက်မှတ်ထိုးနေ CPA လက်မှတ်အရာပဲသူတို့လက်မှတ်ထိုးမရှိတာ။နော် CPA အော်ယူတော့လည်းလက်မှတ်ထိုးလို့မရဘူး။ CPA ဖြစ်သွားပြီဆိုတော့ article ဆင်းရသေးတယ်။နော်အဲ့တော့ဆိုရဝန်ထမ်းတွေမှာကျတော့ဗဏ္ဍာရေးပိုင်းမှာကို CPA ပြီးလို့သူတစ်နှစ်ကြာတဲ့ခါကျလို့ရှိရင်သူ့ကို article ကင်းလို့ခွင့်တွေဘာတွေလဲတင်ခွင့်ရှိသွားပြီအခုနောက်ပိုင်းမှာပေါ့နော် policy ရလည်းနည်းနည်း changes တော့ဟိုဖြစ်တာပေါ့အဲ့တော့တို့က statutory audit ဆိုတာဒီ company law ရလိုအပ်လို့စစ်တဲ့ audit အဲ့တော့ company law ရဘယ်ချိန်မှာလိုအပ်လဲဆိုလို့ရှိရင် owner နဲ့ management နဲ့မတူတဲ့ခါအဲ့ဒီမှာရေးမယ်နော် owner လောက်ကတော့ရေးတတ်တယ်မလားဒီလိုမျိုးဒီကိုယ့်အကို notes မှာရေးတာပေါ့နော်အဲ့တော့ owner နဲ့ဘယ်သူနဲ့မတူတာလဲဆိုလို့ရှိရင်နေရာမှာ management ဒီမှာမြင်းကြောင်းလေး star လိုက်နော် owner နဲ့ management နဲ့နော် MG စီမံခန့်ခွဲတဲ့လူနဲ့မတူညီတဲ့အခါမှာနော်အဲ့တော့မတူညီတဲ့အခါကြလို့ရှိရင်ဒီဟာကိုဒါလိုက်ရှာနေရရှုပ်နေမှာဆိုလို့အဲ့ဒါကကျတော့ဒီမှာ crossing လုပ်မယ်နော်ဒီမညီတဲ့ခါကြလို့ရှိရင်စစ်တဲ့ audit ကိုဘာလို့ခေါ်လဲ statutory audit external audit လို့လည်းခေါ်တယ်ဒီမှာဒီလိုမြင်းဆောင်လေးလုပ်မယ်နော်အဲ့ဒါလေးလိုက်ရှာနေရကြားနေမှာဆိုလို့နောက်တစ်ခါကျတော့ဒါညီတယ်လို့ခေါ်တာမဟုတ်ဘူးเนาะမညီဘူးလို့ဒီမင်းเจ้าတစ်เจ้าတားချင်တယ်လို့ပြောနေတာနောက်က voluntary audit ကကြတော့ဒီဥပဒေရတော့သူကစစ်စရာမလိုဒါပေမဲ့guidelines ကနေပြီး guidelines ဆိုတာကကိုယ့်ကိုအလုပ်လာအပ်တယ်လို့ audit firm ကိုအလုပ်လာအပ်တယ်လို့ဒီမှာ audit firm မှာကျတော့ဒီ external auditor တွေရှိမှာပေါ့နော်အဲ့တော့ guidelines ကနေပြီးမှစစ်ဆေးချင်တာကိုစစ်ဆေးတာကိုဘာလို့ခေါ်လဲဆိုရင် company ဥပဒေရခုန owner နဲ့ management နဲ့တူနေမယ်ပေါ့ဒါကမတူတဲ့အချိန်မှာစစ်တာကို statutory audit တူတဲ့အချိန်မှာစစ်တာကို voluntary audit အလွယ်တကူမှတ်မယ်ဆိုရင်နော်အဲ့ဒါ guidelines ကအကုန်လုံးနဲ့လာစစ်ခိုင်းတာမျိုးမဟုတ်ဘူးကိုယ့်ကိုဘယ်လိုလာစစ်ခိုင်းလဲဆိုတော့ဒီအပိုင်းလေးတော့ငါလေသူ့ရဲ့ပေါ့နော်လုပ်ငန်းရဲ့တစ်ပိုင်းကိုငါဝယ်ပါအဲ့အတွက်ဒါတွေဒီဝယ်သိမဝယ်သိဆုံးဖြတ်ဖို့ရန်အတွက်ငါကဒီဟာကိုငါ့ကိုဒီအပိုင်းလေးပေါ့နော်ဒီ equity ဘိုင်းလေးတော့ငါ့ကိုစစ်ပေးပါအောင်အဲ့လိုမျိုးပေါ့အဲ့ဒါ balance sheet မှာဆိုရင်လည်းပဲဒါကြားဖို့မှာပေါ့နော် profit and loss တို့ balance sheet တို့တော့အဲ့တော့အဲ့ဒီရဲ့လိုမျိုးမှာဆိုလို့ရှိရင်လည်းပဲဒီ profit and loss တို့ balance sheet တော့ accounting ဘက်ကတင်မှာပေါ့လေနော်အဲ့တော့ဒီလိုနေရာမှာတို့ကတကယ်ခုနလိုမျိုးမတူညီတဲ့ခါမှာမဟုတ်ပဲねเนาะတူဟာဖြစ်တဲ့ခါမှာမှဒါစစ်ချင်လဲစစ်မစစ်ချင်လဲနေရတယ် voluntary audit ကเนาะအဲ့တော့company law ရမဖြစ်မနေစစ်ကိုစစ်ရမှာကဘယ်ချိန်မှာလဲဆိုရင် owner နဲ့ management နဲ့မတူတဲ့ခါမှာဒီမှာမြင်းကြောင်းလေးတားမယ်เนาะ owner နဲ့ management နဲ့မတူတဲ့အခါမှာဒါဟိုကလုပ်မယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတဲ့အခါကျဒီမှာကတူတယ်ဒါပေမဲ့ client ကမဟုတ်ဘူးသူစစ်ကတော့ audit ထားတယ်ဆိုရင်ခြံစည်းရိုးခတ်တာလို့ပဲစီးပွားရေးလုပ်ငန်းလုပ်တဲ့လူကအကောင်လို့သူအောက်ခြေကြီးမသိနိုင်ဘူးအဲ့ဒီခါကျတော့ကိုတွေလည်း internet audit လုပ်ဖူးတယ်ပေါ့နော်အခုဒီ government မှာလုပ်ရုံလောက်နဲ့လည်းဒါကတားကြီးဖြစ်မနေဘူးအဆင်ပြေမနေဘူးလေအဲ့ခါကျတော့ internet audit လည်းလုပ်တယ်တကယ်တော့ပညာရချင်လို့လုပ်တာလည်းပါတယ်အဲ့တော့ internet audit ကကြားတဲ့ခါကျတော့ internet audit ကဒါနောက်ပိုင်းကျရင်ဒါပါလာမှာ internet audit ကလည်းနော်အဲ့တော့ internet audit ဆိုတာကကွာသူ့ရဲ့ဒီ external audit ကလည်းပဲ auditor က
ကုမ္ပဏီ lawyer လာစစ်တာကအပြင် audit fund ရလာစစ်တာအဲ့ဒီအပြင်အဲ့ဒီလူလာမစစ်ခင်မှာကိုယ့်ရဲ့လုပ်ငန်းထဲမှာပဲသူ့ကိုဝန်ထမ်းအနေနဲ့ခတ်ပြီးတော့မှစစ်ခိုင်းတဲ့လူကို internet auditor အနေနဲ့ထားရသေးတာဒီလုပ်ငန်းအကြီးတွေမှာဆိုရင်ပေါ့နော်အဲ့ဒါဆိုဘာဖြစ်ပေါ့နော်ဒီ auditor ရှိလို့ရှိရင်အိမ်မှာကြည့်လိုက်ခြံစည်းရိုးခတ်တာနဲ့ခြံစည်းရိုးမခတ်တာနဲ့ဘယ်လိုကွာလဲဒီခြံစည်းရိုးမခတ်ထားဘူးဆိုလို့ရှိရင်တို့ကဟုတ်တယ်နော်ခြံစည်းရိုးမခတ်ထားဘူးဆိုလို့ရှိရင်အဲ့နော်ခြံစည်းရိုးမခတ်ထားတဲ့ခါကျတော့တို့ကအိမ်ထဲကိုလွယ်လွယ်ကူကူဝင်လာလို့ရလေဒီ audit ကိုလုပ်လိုက်ပြီဆိုရှင်ဒီမိမတွေဟိုလာကုန်ရင်ခဏလာကုန်စစ်တဲ့တပတ်ကြာ internet audit ဆိုတပတ်တစ်ခါစစ်ရတယ်အဲ့လိုမျိုးတွေစစ်ရတဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်တို့ကသူတို့တွေလာလို့ရှိရင်ငါလိန်ချင်တို့လိုလေလို့မရဘူးအဲ့ခါကျတော့ငါဒီလိုမဖြစ်သေးဘူးဒီလိုလေးတော့ငါဒီလိုလေးငါလိန်နေတာလေးကိုဒီလိုလေးတော့ short လိုက်မယ်ပေါ့နည်းတော့ short လာမှာပေါ့ဆိုတဲ့သဘောတော့အဲ့တော့အကာအကွယ်အထားစီတစ်ခုဖြစ်အောင်လဲ audit ကလုပ်ကိုလုပ်တက်တာဒါစီးပွားရေးသမားတယောက်အနေနဲ့ဆိုရင်เนาะအဲ့တော့တို့ကဒီ CPA ဆိုတာကဒီစီးပွားရေးသမားတွေရဲ့လုပ်ငန်းတွေထဲမှာနောက်ဆုံးပေါ့เนาะfinance controller တွေเนาะပြီးတဲ့အခါကျတော့သူက CEO ဘိုင်းကကျတော့ MBA ဘက်ကသွားမှာ management ဘက်ကသွားမှာတို့ကကျတော့ finance ဘိုင်းနဲ့ CPA ပြီးသွားရင် auditor ဘိုင်းကိုသွားမှာပေါ့เนาะအဲကျတော့ external audit firm ကိုထောင်မလားဒီလိုအကြောင်းတွေဖွင့်မလားဟုတ်တယ်မလားဒီလိုမျိုးအလုပ်တွေပြီးတဲ့အခါကျလို့ရှိရင်ကိုခုနပြောတဲ့ internet audit ပြီးတော့အခွန်ကိုတင်မဲ့စီးနေဆွဲတာတွေအများကြီးပဲလုပ်လို့ရတဲ့ဟာတွေ CPA လက်မှတ်ပါမှပဲလုပ်လို့ရလေနော်အဲ့တော့အခုဒီ statutory audit ရဲ့ voluntary audit ဆိုတာရမယ်နော်အဲ့တော့ဒါတွေကကြတော့ဒါညီတာမဟုတ်ဘူးနော်ဟေးပြောတာသေချာနားထောင်တော့အဲ့မှာဒီအောက်ကဟာမှညီတာဒီဟာဟိုကလောက်ရမှာဆိုလို့မြေးချောင်းလေးဟိုက crossing လေးလောက်ရတာရှာနေရမှာဆိုလို့နော်ဒီနေရာလေးကိုအပြင်မှာဆိုဘောပတ်လေးခြေလိုက်လို့ရမှာပေါ့ဒီမှာက insert မှာတွားပြီးတော့ထည့်နေရမှာဆိုလို့နော်အဲ့တော့ဒါဒီ owner နဲ့ management နဲ့မတူတဲ့အခါမှာ company lawyer စေရတဲ့ audit ကိုဘာလို့ခေါ်လဲဆိုရင် statutory audit เนาะဒါတကွာ owner နဲ့ management နဲ့တူတယ် company lawyer မစစ်လဲရတယ်ဒါပေမဲ့သေချာခြင်းလို့စစ်တဲ့ဟာကို voluntary audit အဲ့ကကြတော့အကုန်လုံးစစ်ခြင်းလဲစစ်မယ်အကုန်လုံးမဟုတ်ဘဲနဲ့ဒီအပိုင်းလေးတစ်ပိုင်းလောက်ပဲစစ်ပေးဆိုလဲရတယ်ရမယ်เนาะအဲ့စကလုံးနှလုံးနောက်က independence ဟုတ်ပြီ audit စစ်ပြီဆိုတဲ့အခါကျဒီစကလုံးကဒါအသက်ဝင်လာလိမ့်မယ် independence ဆိုတဲ့စကားလုံးကိုလည်းအဓိပ္ပာယ်ဒီမှာတော့ freedom ဆိုအင်္ဂလိပ်လိုပဲရေးထားနော်အဲ့ဒါဘာလဲဆိုလို့ရှိရင်သူများရဲ့လွှမ်းမိုးမှုဥပမာ audit fan လာပြီးတော့ဟဲ့ငါနဲ့သူနဲ့ခင်နဲ့သူ့ကိုထည့်လိုက်ဒီတခါ audit တမှာသူ့ကိုထည့်ပေးလိုက်အဲ့လိုမျိုးထည့်ပေးလိုက်ဆိုတဲ့စကားလုံးထည့်လိုက်ပြီဆိုတော့မထည့်တော့ဘူးအဲ့ရထည့်လို့မရဘူးအဲ့တော့သူနဲ့ဒီ auditor နဲ့ license မဲ့ auditor ရဲ့ကြားထဲမှာ conflict of interest ရှိနေမှာပေါ့သိချာတာတခုကလေအဲ့တော့ independence ဆိုတာကစိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုနဲ့လာလို့မရဘူးပြီးတဲ့အခါကျလို့ရှိရင်လည်းပေါ့နော်ဥပမာ auditor ကိုယ်တိုင်ကသူ့ရဲ့လုပ်ငန်းထဲမှာတွားပြီး share ဝင်ထားတာမျိုးတွေအဲ့ဆိုလို့ရှိရင်ဘာပြော share ဝင်ထားရင်ဘာရမလဲ dividend ရမယ်အမြတ်ဝေစုရမယ်အဲ့တော့အမြတ်ဝေစုဆိုတာလည်းဒီ profit and loss ကနေဖြစ်တာအဲ့တော့ profit ကြီးကအများကြီးပြတာလဲဆိုရင်သူကစဉ်းစားမှာပဲဩငါဒီမှာသူ့ကိုမှားပါတယ်လို့ပြောလိုက်ရင်ငါရမယ်သူက share ဝင်ထားတဲ့လူလေငါကဒီ share ဝင်ထားတဲ့ဟာမှာငါပြန်ရရင်နော်ငါပြန်ရမယ်ဆိုလို့ရှိရင်ဒါနဲ့ပတ်သက်ပြီးတဲ့အခါကျတော့နဲတော့မှာပေါ့မှားနေပါစေထားလိုက်မယ်အဲ့လိုပုံစံမျိုးဒါဆိုရင် independent မဖြစ်တော့အဲ့တော့ independent ဆိုတဲ့လူတွေရဲ့စိတ်ထဲမှာအမြဲတမ်းပြောတယ်မလားလူဆိုတာသူများပေါ်မှာ dependence ဖြစ်လို့ရှိရင်သူလူတယောက်ပေါ်မှာတအားမှီနေတယ်ပေါ့တချို့အမျိုးသမီးတွေဆိုရင်တွေ့ပူမှာပေါ့နော်ဥမာအိမ်တော်တစ်ခုမှာယောက်ျားလည်းရရောဘာလို့မှမလုပ်တော့ဘူးအဲ့တော့ဘာဖြစ်သွားလဲအဲ့ယောက်ျားတသက်လုံးအသက်ရှင်နေမယ်ဒီရှိနေမယ်ဆိုတဲ့ဟာမျိုးရှိနေမလားဒီယောက်ျားပတ်စံနေတအားရှာနိုင်လို့ထားခိုင်းရင်တော့မှဒီယောက်ျားမရှိတော့တဲ့အခါမှာကိုကဘာစီးပွားရေးမှမလုပ်တော့ဘူးဆိုအဲ့ပတ်စံနေကိုလုံးပလုံသွားမှာပဲအဲ့တော့လူတယောက်ပေါ်မှာလည်း dependent လုပ်လို့ရှိရဒါပြိုလဲနိုင်တယ်လို့မျိုးပဲတို့ရဲ့ဒီ audit အလုပ်မှာလည်းပဲ dependent လုံးလုံးမရဘူးသူများပေါ်မှာတို့ရဲ့စီးရင်စစ်တီအခုစီးရင်ရုံးကဒါဝါစင်မှာဆိုကြည့်လိုက်စီးရင်စစ်တီလုံးဝစီးရင်စစ်ရဲ့တရားရုံးရဲ့ဥပဒေရုံးရဲ့အဲ့ဒါတွေတီးချဒီဝါစင်ထဲမှာမပါရဘူးပါရင်မားနေတာအဲ့ဒါဘာဖြစ်ဆိုတော့ तू ကဝန်ကြီးဌာနရဲ့လက်အောက်ခံမဟုတ်ဘူး तू ကဝန်ကြီးဌာနအကုန်လုံးရဲ့အပြင်ကနေပြီးတဲ့ခါကျတော့မှဒီလူတွေဒီလိုလုပ်ထားတာဟုတ်ပါတယ်မှန်ပါတယ်ဆိုပြည်သူလူထုကိုပြန်ပြီးတော့ဒါစီးရင်စစ်ကလည်းအခု plot တော်မှာမလုပ်ရပြီလေရှင်းရတော့မှာပေါ့သိလားဒါဒီခေတ်ကိုပြန်ရောက်ခဲ့ပြီလေအင်းရှိတ်9နှစ်မှသာလေဒီ plot တော်တွေပါမရှိလို့ဒါတွေကမရှင်းရတာပေါ့အခုကျတော့ဒါတွေကပေါ်လာပြီเนาะအဲ့တော့ freedom ဆိုတဲ့သဘောတရားကလွတ်လပ်တယ်ဆိုတဲ့သဘောတရားကသူနဲ့ကိုနဲ့ကြားထဲမှာဘာ relationship မှမရှိရဘူးကွာဥပမာfinance controller ကသူ့မိန်းမဒါက auditor ကသူ့ယောက်ျားဒါဆိုလို့ရှိရင်ဒီ audit firm မှာဒီသူ့မိန်းမရဲ့လုပ်ငန်းကိုတွားဆင်းမဲ့ကိစ္စမှာဒီသူ့ယောက်ျားကိုလုံးဝထည့်လိုက်လို့မဖြစ်ဘူးအဲ့ခါကြလို့ရှိရင်ဘာဖြစ်လဲသိလားဟိုကပြောလိုက်မှာပေါ့မလေးနေကဘာကိစ္စဒီစရင်လာစင်မှာငါဒီလိုတွေပြောနေတယ်ဒီငါမနေတဲ့ကိစ္စနေလာပြောမနေနဲ့ဟိုက finance controller လေ
သူဆွဲထားတဲ့စင်းကိုဒီသူ့ယောက်ျားပြန်စစ်တာမျိုးမိန်းမရဲ့စကားဘယ်တော့မှယောက်ျားမလုံဆန်နိုင်ဘူးနော်အဲ့ခါကျတော့ဘာဖြစ်လဲ independent မဖြစ်တော့ဘူးဒါတွေအကုန်လုံးကတော့တို့ရဲ့ audit ဘိုင်းမှာလည်းပါလာပါလိမ့်မယ်ဘသူဆိုလို့ရှိရင်ဒါ auditor ပြခက်အပ်ခွင့်မရှိဘူးဆိုတဲ့ဘိုင်းနေအဲ့တော့ independent ဆိုတာသဘောပေါက်မှထင်တယ်နော်လွတ်ကင်းတယ်လွတ်လပ်တယ်ဆိုတာကဘသူရဲ့လွှမ်းမိုးမှုမရှိဘဲနဲ့ဒီ audit ကိုကြိုက်တယ်လို့လုပ်ခွင့်ရှိတာ auditor ဆိုတာဘယ်စရင်မဆိုကြည့်ခွင့်ရှိတယ်တခါကြောက်လို့ရှိရင်ပြည်တွင်းခေါ်မှာကြုံမှုပါတယ်ဒီဟာတွေကဒီ case တွေပေါ့ကွယ်အခွန်ဆောင်ထားတဲ့ case တွေဆိုလို့ရှိရင်တဲ့ပေးလို့မရဘူးတို့ပါတော့ဟဲ့စီးစစ်ရဲ့ right ထဲမှာစီးစစ်ချုပ်ဥပဒေရလဲပြဋ္ဌာန်းထားပြီးသားဒါစီးစစ်ချုပ်ရုပ်ကသွားစစ်နေတာကပြည်ထောင်စုစီးစစ်ချုပ်ဥပဒေနဲ့ညီစီးစစ်ချုပ်ရဲ့ကိုစားလိုက်စစ်နေတာလေဒီမှာတင်နေတဲ့ financial audit ကကြတော့ကုမ္ပဏီပိုင်ရှင်တွေရဲ့ကိုစားဒါကဒီငါငွေကိုဒီလိုသုံးတာဟုတ်သလားလို့လာစစ်တာပဲသိချင်တာလေအဲ့တော့ပတ်သက်ဆက်နေတဲ့လူသိရမယ်ဘလို့အမျိုးအစားအနေနဲ့အလုပ်လုပ်နေတယ်ဆိုတဲ့ဟာကိုသိရမယ်နော်အဲ့တော့ဒီနေ့ကတော့ audit ရဲ့အကြောင်းလေးကိုအမြည်သဘောပေါ့သိရမလားဖြည်းဖြည်းချင်းဒီ audit ထဲမှာအဓိကအရေးကြီးတဲ့စကားလုံးလေးတွေအဲ့လိုမျိုးစကားလုံးဆိုရင်တော့တို့ဒီလုံးဝနောက်ပိုင်း CPA မှာဖြေရမှာပဲဒါ audit dance တွေဖြစ်တာဖြစ်တဲ့အတွက်အခုရေးပြတဲ့စကားလုံးတွေက audit dance တွေဖြစ်တာဖြစ်တဲ့အတွက်ဒီလိုဗမာလိုရေးခွင့်မရှိဘူးဒါအင်္ဂလိပ်လိုပဲရေးခွင့်ရှိတယ် CPA မှာဗမာလိုအင်္ဂလိပ်လိုရေးခွင့်ရှိတယ်ဆိုတာကဖြစ်ကတဲ့ဆိုင်ရေးခိုင်းလိုက်တာမျိုးမဟုတ်ဘူးเนาะသူ့ dance ကိုပျောက်သွားလို့တော့မရဘူးเนาะအဲ့တော့ independence ကိုလည်းတို့ definition တွေလည်းအများကြီးရှင်းပြမှာပါဒီနေ့မှာတော့ဒီလောက်ပဲမှတ်ထားလိုက်ပါเนาะနောက်က true and fair အဲ့ဒါကတို့ကစင်းစစ်တယ်ဆိုရင်စင်းစစ်သည်သူပေးလာတဲ့ဒီပေါ့နော် profit and loss တို့ balance sheet တို့အဲ့ရပုံမှာမှဒါတွေကမှန်လားမှားလားပေါ့ဟဲ့အဲ့လိုမျိုးတွေစစ်ပြီးတဲ့အခါမှာမှန်တယ်ဆိုလို့ရှိရင်တော်တော်များများမှန်တယ်ပေါ့true and fair ဆိုတာtrue ဆိုတာကမှန်တယ်အမှားကင်းတယ်ပေါ့အဲ့တော့အမှားကင်းတယ်ဆိုတာတရားရခိုင်နှုန်းလုံးအမှားကင်းတာမဟုတ်ဘူးစင်းစစ်ကတရားရခိုင်နှုန်းလုံးမစစ်ဘူးနော်ဒီလူတွေလှုပ်ထားတဲ့တနေ့လှုပ်ထားတဲ့အလုပ်ကိုစင်းစစ်ကအရေးကြီးတဲ့အပိုင်းကိုပဲရွေးပြီးတော့မှဂါဘာဘာဆိုကိုတွေလည်းပဲဘာလုပ်လဲဆိုလို့ရှိရင်ငွေစင်းကောင်းစင်ရွေးလိုက်တယ်ရွေးပြီးအကုန်လုံးစစ်နိုင်လားမစစ်နိုင်ဘူးအဲ့ဒီမှာဆက်ပဲကောက်လိုက်သေးတယ် summary method တွေနဲ့အဲ့ဒီကြောင့်မလို့ဒီ summary method တွေကလည်းဒီ CPA မှာတကယ်တက်တဲ့ကြောင်းတက်တဲ့ခါမှာအဲ့ဒီသင်ရမှာပေါ့နော်အဲ့တော့ true ဆိုတာကအမှားကင်းတယ်လို့ပြောလိုက်ရှင်လုံးဝကြီးဒါစင်းစစ်ပြီးတာနဲ့ all clear ဖြစ်သွားတာမဟုတ်ဘူးစင်းစစ်ကလည်းဗာလဲနတ်မျက်စိရှိနေတယ်လို့မျိုးnegative တွေနတ်မျက်စိမရှိဘူးသူလည်းပဲဟိုဘက်ကပေါင်းပြီး3 layer လောက်ပေါင်းပြီးလေထားတဲ့ကိစ္စမျိုးတော့စင်းစစ်ကဘယ်လိုတွေသိနိုင်မလဲအဲ့မှာစင်းစစ်ရဲ့ right ချိန်မှာအဲ့ဒါပါတယ်ဒါဆိုရင်စင်းစစ်ကတော့ကိုယ့်ရဲ့စင်းစစ်စေးမှုကို net branch ဖြစ်ပြီးမလုတ်ခဲ့ဘူးဆိုရင်ဟိုဘက်ကပေါင်းလေထားလို့ကိုမဖော်လိုက်နိုင်ဘူးဆိုရင်လည်းပဲဒါစင်းစစ်ရဲ့အပြစ်တော့မဟုတ်ဘူးဒါနောက်ပိုင်းကြပါလိမ့်မယ်เนาะအဲ့တော့ခုမှတ်တမ်းမှာက true and fair opinion ပေးတယ်ဆိုတာကဒီစကားလုံးတွေကစင်းစစ်ထင်မြင်ယူဆချက်တော့နောက်ဆုံးမှတို့ကဒီ financial statement ဒီဘယ်လိုဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီကတော့ fair presentation ဆိုတာမျှတပါတယ်အရေးကြီးတဲ့အမှားမျိုးမရှိပါဘူးဆိုတဲ့ဟာမျိုးပဲပြောတာနော်အဲ့တော့အမှားကင်းချင်းနဲ့ဘက်လိုက်မှုကင်းချင်း fair ဆိုတာက fair ဖြစ်တယ်ဆိုကြားဖို့မှာပေါ့နော်လူတိုင်းကကြတော့လူတယောက်ကိုဆက်ဆံတဲ့အခါမှာဘယ်လိုပြောမလဲညီတူညီမျှတော့ဆက်ဆံတာမျိုးတွေပေါ့နော်အဲ့ဒါကြလို့ရှိရင် fair မဖြစ်ဘူးဆိုပြီးတော့မှvirus တွေရောတာပေါ့ပြောမှဆိုရင်နော်ဒါကတော့ငါအမျိုးမို့လို့ငါကဒါလှုပ်လိုက်မယ်ဟိုကတော့ဒီလိုမို့လို့ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့ကကြာရင်လည်းဒါလုပ်ငန်းတိုင်းမှာတော့အဲ့ဒါမျိုးတွေတော့ရှိကြမှာပေါ့လေနော်ဒါပေမဲ့တော့အလုပ်တိုင်းမှာ true and fair ဖြစ်ဖို့လိုပါတယ်ဒါစင်းစစ်စေချင်းမှာဖြစ်ရမှာမဟုတ်ဘူးဒါပေမဲ့စင်းစစ်စေချင်းရဲ့ opinion မှာကျတော့သူတတ်မှတ်ထားတဲ့အရေးကြီးတဲ့အပိုင်းထဲမှာအမှားကင်းတယ်အကုန်လုံးအမှားကင်းတယ်လို့ပြောတာမဟုတ်ဘူးနော်အဲ့တော့ဗာလဲ true and fair ဆိုစကားလုံးအဲ့ဒါဒီဘယ်မှာသုံးလဲဆို opinion နော်အတန်ထွက်လေးလည်းကိုယ့်ကိုရေးမှတ်နော် opinion ဆိုတာစင်းစစ်ထင်မြင်ယူဆချက်ကိုပြောတာအဲ့တော့တို့ဒီပေးလာတဲ့ financial statement ပေါ်မှာအမှားကင်းမကင်းကိုယ့်ရဲ့နီးစနစ်တွေနဲ့စစ်လိုက်မယ်စစ်ပြီးတဲ့အခါကျရင်အမှားကင်းပါလေဆိုလို့ရှိရင်တို့နောက်ဆုံးမှာ opinion ပေးမယ်အဲ့လိုစင်းစစ်ဒီတိုင်းသူများကိုရော့နေမားနေတဲ့လေနဲ့စစ်ပြီးလေနဲ့ပြောလို့ရလားဘယ်သူကလက်ခံမှာလဲအဲ့ကကျတော့စင်းစစ်ဘာလုပ်လဲ evidence တွေယူတယ်တွေ့လားဒါဌာနဆိုင်ရာလူတွေတွေ့မှာပေါ့နော်ဥပမာဒီစာရွက်တွေဒီ instruction ရှိလားပေးအဲ့ instruction ဒီနှုံးကိုဒီတိုင်းကောက်ရမှာလားဟုတ်ပြီတင်တာခေါ်ယူလာခဲ့အဲ့မှာတင်တာစီမင်းစီကံဘယ်လိုလဲအဲ့တင်တာစီမင်းစီကံဒီခုနကညွှန်ကြားချက်နဲ့ဒီတင်တာစီမင်းစီကံကိုထုတ်သလားနော်တင်တာအဖွဲ့တွေဖွဲ့သလားဖွဲ့ပြီးအဲ့ဒီဖွဲ့ထားတဲ့တာဝန်တရားတိုင်းလုပ်သလားဒါမျိုးတွေဟုတ်တယ်နော်အဲ့လိုမျိုးအသေးစိတ်စစ်ဆေးရမှာဖြစ်တယ်အဓိကစည်းစိတ်ဆိုတာဒီသူထုတ်ထားတဲ့ instruction တခုမှမဟုတ်ပါဘူးသူ့မှာရှိတဲ့စည်းစိတ်ချုပ်ဥပဒေနဲ့ပဲသွားစစ်နေတာဒါပေမဲ့သူဒီဌာနဆိုင်ရာအသီးသီးကထုတ်ပြန်ထားတဲ့ instruction တွေကိုကြည့်ပြီးတော့မှဒီဌာနကသူ့ဟာသူထုတ်တဲ့ဟာကိုသူ့ဟာသူလိုက်နာလားမလိုက်နာဘူးလားဆိုတာကိုစစ်ဆေးပြီးတော့မှ opinion ပေးတယ် report တွေလိုက်ဖတ်ကြည့်ပါဒီ government ကထုတ်လိုက်တဲ့ report တွေမှာလည်းဒီ opinion မှာချွင်းချက်ပြူတို့ချွင်းချက်မဲတို့ဒါမျိုးတွေပေါ့
opinion မျိုးစားတွေရှိသေးတာကိုနော်အဲ့တော့ opinion ပေးပါတယ်အဲ့တော့စီးစစ်တီဘာတွေကိုစစ်လဲ financial statement တွေကိုစစ်တယ်ဒီနည်းအားဖြင့်ဗမာလို့ဆိုရင်ဘန်ဒါရေးရှင်းတယ်နောက်ပိုက်ကြပါလာလိမ့်မယ်နော်ဒီမှာတော့တို့ကထူးထူးခြားခြားဖြစ်နေတဲ့စကလုံးလောက်ပဲထည့်ထားတာတကယ်တော့ဒီထက်မကစကလုံးတွေအများကြီးရှိသေးတယ်ဘာလို့ဆိုတော့အဲ့လိုမျိုးစကလုံးကလည်းအကြာကြီးပြောနေလို့မရဘူးတို့ကနောက်တစ်ချိန်လောက်ကြာရင်တော့လုံးဝဟိုဘက်ကိုသွားတော့မှာဟိုဒါ test book တွေတော်များများရလောက်ပြီးထင်ပါတယ်အဲ့ချိန်ကြာရင်နော်အဲ့တော့တခါတည်းပဲအဖြေလေးတွေလည်းပဲနောက်မှတွေ့ရမှာပေါ့နော်မိကွန်းနဲ့အဖြေနဲ့အများကြီးထည့်ထားတယ်ဆရာမတော့ပြောတယ်အော်တဲ့စာ